လုံးပဲမင်္ဂလာပါကျွန်တော်တို့တေးဆိုချမ်းချင်းကျော်ဖြစ်ပါတယ်အခုဒီနေ့အစီအစဉ်လေးကတော့ကျွန်တော်အိမ်မှာအတူတူ music ဖန်တီးနေတဲ့ညီလေးပေါ့နော်ကိုရေဝေထွန်းနဲ့ရေးထားတဲ့တာဝန်ယူတယ်လို့အမည်ပေးထားတဲ့သချင်းလေးပါအဲ့ဒီသချင်းလေးကိုကျွန်တော်တို့ဒီမှာနှစ်ယောက်သားစုံလုံးလေးသချင်းတိုက်ကြည့်နေရပေါ့ကျွန်တော်ရဲ့ငွေချင်းတွေနားထောင်ဖို့အတွက်ဒါ record လုပ်နေတာပါကျွန်တော်အိမ်မှာလည်းhome studio လေးဖွင့်ထားပါတယ် home studio ဖွင့်ထားပြီးတော့ဒီမှာ recording အကုန်လုပ်ပေးနေတယ်ပေါ့နော်music ကိုတော့ဒီညီလေးရေဝေထွန်းကနေပြီးတော့သူဖန်တီးနေတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာအတန်ပန်း engineer ဖြစ်အလုပ်လုပ်ပါတယ်ပြီးတော့ကျွန်တော်သချင်းတွေရေးတယ်ပေါ့နော်ကျွန်တော်ရေးတဲ့သချင်းတွေကိုလည်းဒီကျွန်တော် social platform တွေမှာတင်ထားတာဝင်ရောက်ပြီးတော့လေ့လာနိုင်ပါတယ်တကယ်သချင်းကိုချစ်မြတ်လို့တီဆိုခြင်းတဲ့ညီငယ်တွေဝါသနာပါတဲ့လူတွေဒါမှမဟုတ်လို့ရှိရင်လည်းသချင်းဝယ်ခြင်းတဲ့လူတွေပဲဖြစ်ဖြစ်ကျွန်တော်လာပြီးဆက်သွယ်နိုင်ပါတယ်ဒီမှာလည်းrecording studio လေးရှိတဲ့အတွက် one store service ပုံစံမျိုးလေးလုပ်ပေးနိုင်တယ်ပေါ့နော်ကျွန်တော်ကဒီမြောက်တကုံ35ရွက်ကမှရှိတဲ့ studio လေးပါတဲ့နော် Chance Studio လို့ပြထားပါတယ် CHAM ပေါ့နော်အဲ့ဒါလေးနဲ့ကျွန်တော်နာမည်လေး Chance Studio ဆိုပြီးကျွန်တော်နာမည်လေးပြထားပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ထိုက်တဲ့တင်နာတွေနဲ့နေပူတဲ့ပြပြမဲ့တော့ငါဟာရှောင်းဆဲလို့လို့ရုံးမဲ့ငါဟာမဲ့တော့